အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Instagram ကနေပြီးတော့ကျွန်တော် photo album လေးတခုလောက်ကြမှာပေါ့နော် photo album ဆိုဓာတ်ပုံတွေအားလုံးဓာတ်ပုံတွေဘာဟာနေလိုက်လဲအကုန်မဝါးနေတာမျိုးပေါ့တပုံချင်းကြီးလမ်းဖယ်ရတာပေါ့တတ်တာလားပေါ့ကျွန်တော်အရင်ဆုံး insert ကိုနဲ့ photo album ကိုနှိပ်လိုက်မှာပေါ့အဲ့ဒါနှိပ်လိုက်မှကျွန်တော်ဒီလိုလေးပေါ်လာအခုဒီမှာကျွန်တော် insert picture from ဘယ်ကနေ insert လုပ်မလဲဆိုကျွန်တော်လုပ်မယ်နေရာတော့ယူ disk နဲ့ disk ပေါ့ဒါမှမဟုတ် file ရှင်းလဲ file ရပါfile နဲ့ပဲကျွန်တော်ထွက်လိုက်မယ်အလွယ်ဆုံးကျွန်တော်ဖုန်းလေးသုံးပုံမှာထားတာအောင်နမူနာလုပ်ရအောင်ဒီပုံလေးရွှေ့ရမယ်ပြီးရင်ကျွန်တော် insert ကိုနှိပ်လိုက်insert နဲ့လည်းပုံသုံးပုံပဲပေါ့ပေါ်အောင်ရွှေ့ချင်တာကျွန်တော်ဒီမှာနှိပ်ပြီးတော့ပေါ်အောင်ဒီအနေနဲ့ပေါ်အောင်ရွှေ့ချင်တာရွှေ့လို့ရတယ်အနာနဲ့ပါနော်အဲ့လိုရွှေ့ရလို့ရတယ်ကျွန်တော်မရှိဘူးဒါအားလုံး okay ဆိုစနေပြီးကျွန်တော်ဒါချင်း create ပေါ့အနည်းမှာအဲ့ကျွန်တော် create နေလိုက် create နှိပ်လိုက်တိုင်းကျွန်တော်မတန်းပြီးတော့ပေါ်လာကျွန်တော်သတိထားမှာကကျွန်တော် PowerPoint ရနောက်တစ်ခုထပ်ပွင့်လာကျွန်တော်သိထားပထမ PowerPoint ထဲမှာကျွန်တော်လုပ်ပြီးမြဲဒီပွင့်လာပြီးတော့တုံးလို့ရတာက album တစ်ခုသူက presentation နောက်နာမည်တစ်ခုနဲ့ထပ်ပွင့်လာထပ်ပွင့်ပြီးအဲ့မှာ photo album ဆိုလို့ခေါင်းနေပါမယ်နာမည်တစ် slide နာမည်2 slide နာမည်3 slide ဆိုတော့အဲ့ဒီ slide 4ချက်နာမည်1မှာခေါင်းနေ slide ပေါ့အဲ့လိုလေးလာမှာပေါ့နော်ဟုတ်အဲ့ဒါဆိုရင်ကျွန်တော်တို့ album တစ်ခုကိုဓာတ်ပုံတွေအများကြီးပါတယ် album တစ်ခုအလွယ်ကိုဖန်တီးလို့ရပါပြီပေါ့နော်အောင်စင်ပြကြပါစေ